ကဲဒီနေ့မှာတော့လွန်ခဲ့တဲ့အောက်တိုဘာ15ရက်ကတွားလျှောက်ထားတဲ့ credit card ရလာပြီပေါ့နော်။စောင့်ရတာတော့12ရက်တိစောင့်လိုက်ရတယ်။ဆိုတော့ဒီကတ်ထဲမှာဘာတွေပါမလဲပြီးလို့ရှိရင်ဘာကအမျိုးအစားဖြစ်မလဲနဲ့ဘယ်လိုပုံစံဖြစ်မလဲဆိုတာဖွင့်ကြည့်မယ်ပေါ့နော်။ဆိုတော့ဖွင့်ကြည့်မယ်။ဆိုတော့သူကတော့ဒီလိုခဲရောင်လေးပေါ့နော်ထိုင်ရှင်တော့လေဒီမှာခဲရောင်ဆိုတော့သိပ်ပြီးတော့မမြင်ရဘူးပေါ့နော်ထိုင်ရှင်လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒါပထမဆုံးဒီ credit card ကိုရှောက်ပူးတာပေါ့နော်အခုထိုင်ဝမ်မှာနေတာဒါဆိုလို့ရှိရင်9နှစ်ပြည့်ပြီအမှဆိုဒီလားဆိုရင်ဒီနေ့29တွေ့ဒီနေ့ဆိုရင်9နှစ်တိတိပြည့်ပြီဒါပထမဆုံးရှောက်ပူးတဲ့ဒီ credit card ပေါ့နော်ဂျားထဲမှာတော့ဒီလိုမျိုးdebit card တွေဒီရိုးဒီပတ်စံထုတ်ယူလို့ရတဲ့ကတ်ဒီ ATM တွေတော့ကတ်တွေတော့ရှောက်ဖူးတယ်ဆိုတော့နိုင်ငံသားတယောက်အနေနဲ့ဒီလိုမျိုးအကျွေးဝယ်ကတ်ကိုရှောက်ဖူးတာတော့ဒါကပထမဆုံးအကြိမ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကတ်6တဲ့ခါကြလို့ရှိရင်စာဝတ်စာတန်းကြီးရေးတဲ့ခါကြလို့ရှိရင်ပေါ့နော်ဒီထိုင်ဝမ်မှာကြတော့ဒီကတ်ရတဲ့ခါကြလို့ရှိရင်ဘယ်ကိုပို့ပေးရမလဲဒါမှမဟုတ်သူတို့ရဲ့ဒီဘန်ခွဲမှာပဲလာယူမလားဆိုတာမျိုးမေးတယ်ပေါ့နော်ဆိုတော့အကယ်၍ကိုလေးလိုမျိုးအမြဲတမ်းဒီအလုံးမှာရှိတဲ့အချိန်ကများတယ်အိမ်မှာကဒီနားရက်ကလွဲလို့မရှိတဲ့အချိန်ကများတယ်ဆိုလို့ရှိရင်သူတို့ကကြတော့ကွာဘယ်နေ့ရမယ်ဘယ်နေ့လှမ်းပို့မယ်ဆိုတာကလည်းမကျင်းသေးဘူးဆိုတဲ့ခါကျတော့သူတို့ပို့နေကြတာကြတော့ကွာဒီထိုင်ဝမ်ရဲ့ဒီအစိုးရစာတိုက်ပန်နဲ့ပို့တာများတယ်ပေါ့နော်ပို့ကြတာပေါ့ဆိုတော့အဲ့ဒီဘန်ကကြတော့ပုံမှန်အဖြစ်တော့တစ်ခေါက်ကနေနှစ်ခေါက်အိမ်ကိုပို့လေးပို့ထားရှိတယ်အကယ်၍ကိုကအိမ်မှာမရှိဘူးလူကအိမ်မှာမရှိဘူးဆိုရင်လက်မှတ်ထိုးမဲ့လူမရှိဘူးဒီလူနဲ့တိုက်စစ်ပြီးတော့မှအော်ဟုတ်တယ်ဒီလူကမှန်ကန်ပါတယ်ဆိုတော့ဟာမျိုးကိုမှအိမ်မှာလူမရှိတဲ့ခါကျရင် confirm လုပ်ဖို့မဖြစ်နိုင်ဘူးဆိုရင်တစ်ခေါက်ကနေနှစ်ခေါက်ဆိုရင်သူတို့ရဲ့ဒီစာတိုက်ရုံချုပ်ကိုပဲပြန်ယူသွားလေရှိတယ်ပေါ့နော်ဆိုတော့အခါကျရင်ကိုကအဲ့ဒီကိုသွားယူရမယ်နောက်တစ်ခေါက်တည်းထပ်သွားရမယ်ဆိုရင်အချိန်ကုန်တယ်နှစ်ခါအလုပ်ရှုပ်တယ်ဆိုလို့ရှိရင်တော့အကြံပေးချင်တာတစ်ခါတည်းကိုကအလုပ်ကိုပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းအလုပ်ကအရန်အလုပ်ရှုပ်မှကြောက်တယ်ကွာသူများတွေနဲ့အဲ့လိုတိတ်ပြီးတော့အလုံးမရှုပ်စေချင်ဘူးဆိုလို့ရှိရင်တော့သူတို့ကိုအိမ်မှာနီးကြလားဒါမှမဟုတ်အလုံးနဲ့နီးတဲ့သူတို့ရဲ့ဒီဘန်ခွဲမှာပဲဖြစ်တွားထုတ်ယူလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်သူကဒီထုတ်ဒီဘန်လျှောက်တဲ့ခါမှာလေအနည်းဆုံး10ရက်ကနေ12ရက်ထိကြာတတ်တယ်အဲ့ကြားထဲမှာကိုကရှောက်ပြီးလို့2ရက်3ရက်နေလို့သူက cancel ဖြစ်ကြောင်းနေဒီပေါ့နော်မှထားပါတော့လုပ်ပေးလို့မရသူတို့ဒီကတ်ကိုထုတ်ပေးလို့မရဘူးသူတို့အချက်လက်တွေမပြီးဆုံးလို့ယူဆတဲ့လူရဲ့ application တွေကိုဆိုလို့ရှိရင်သူတို့က2ရက်3ရက်အတွင်းမှာဒီကတ်ကိုတော့ငါတို့ထုတ်ပေးဖို့အဆင်မပြေကြောင်းဆိုတဲ့ဒီစာလေးတွေ email ကနေပို့တတ်တယ်ပေါ့နော်အကယ်၍ကိုကအဲ့ဒါရပြီဆိုရင်တော့ဒါကျင်းနေတယ်ကိုကဒီကတ်ကိုရှောက်လို့မရဘူးဒီ2ရက်3ရက်မှမရောက်လာဘူးအဲ့လိုမျိုးအကြောင်းကြားစာတွေမရောက်လာဘူးဆိုရင်တော့ဒါကိုကရဖို့ရခိုင်တော့များတယ်ပေါ့နော်ဒါပေမဲ့လည်းဂျားထဲမှာသူတို့ကဘာတွေတိုက်ဆက်တက်လဲဆိုလို့ရှိရင်လာလျှောက်တဲ့လူကနည်းနည်းမဲကဘလူပါပေါ့ပြီးရင်မွေးတဲ့တက်ကဘလောက်ပြီးလို့ရှိရင်နေရလိမ့်စာကတော့ဘယ်နေရပေါ့ပြီးတဲ့ခါကျရင်နေကိုယ်တိုင်လက်မှတ်ထိုးထားတာလားဒါမှမဟုတ်ထမန်ဝါမှာကြတော့ကွာလို့ဘန်ဒီမှာဆိုရင်ကိုယ်တိုင်သုံးတဲ့ဒီတစိမ့်တုံလေးတွေရှိတယ်ကိုယ်နာမည်ကိုထူထားတဲ့တစိမ့်တုံလေးတွေရှိတယ်အဲ့ဟာနဲ့ထူတာလားဒါမှမဟုတ်ကိုယ်တိုင်လက်မှတ်ရေးထိုးထားတာလားသူတို့ကအဲ့လိုမျိုးဖုန်းနဲ့လှမ်းပြီးတော့ confirm လုပ်တယ်သူတို့ကဒါတွေ confirm ဖြစ်ပြီးဘာမှလိုအပ်ချက်တွေမရှိဘူးဘာမှစာဝတ်စာတန်းတွေထပ်ပြီးတော့ပေးစရာမရှိဘူးဆိုလို့ရှိရင်တော့မှတ်မိတဲ့လောက်ဆိုရင်3ရက်ကနေ4ရက်မြောက်အတွင်းဆိုရင်ဒီလိုမျိုးကတ်ကရပြီဆိုတဲ့အကြောင်းကိုဖုန်းကနေပြီးတော့မှ message ပို့တယ်ပေါ့နော်ဆိုတော့အဲ့ဒီကတ်ကိုသွားထုတ်တဲ့အခါကျရင်လည်းဘာတိတ်သွားဖို့လိုလဲဆိုလို့ရှိရင်ထိုင်ဝမ်မှာခေါ်တဲ့ဒီကျွီးလျိုကျန်လို့ခေါ်တယ်ပေါ့နေထိုင်ခွင့်ကတ်ပေါ့အဲ့ဒါကြတော့ဥပမာ web visa ဆိုရင် web visa နဲ့ပတ်သက်တဲ့ဒီနေထိုင်ခွင့်ကတ်ပေါ့ဥပမာကျောင်းသားဆိုရင်လည်းဒီကျောင်းသားကတ်တို့ဘာလို့ယူသွားရတယ်ပေါ့ကျောင်းသားတွေကတော့တိတလောက်ဆိုရင်6လို့ရတဲ့လူလည်းရှိတယ်တချို့6လို့မရတဲ့လူလည်းရှိတယ်ပေါ့နော်ဒီ credit card ကိုပြောတာเนาะဒီရိုးသုံးတဲ့ATM မှာသုံးလို့ရတဲ့ဒီရိုး visa ခတ်တွေကိုပြောတာမဟုတ်ဘူးเนาะဆိုတော့အဲ့လိုမျိုးရှိတယ်အဲ့ဟာယူသွားပြီလို့ရှိရင်ကောင်းတာမှာကိုကဒီတုံကင်နံပါတ်လေးယူလိုက်ကိုလှည့်ရောက်လို့ရှိရင်ကိုရဲ့ဒီ
နေထိုင်ခွင့်ကပ်ပေါ့နော်ကျွေးလို့ကြံကပ်ကိုယူသွားပြီးတော့မူရင်းနော်အဲ့ဟာကိုသွားပေးပြီးတော့မှသူကဒီမှာကိုယ့်ရဲ့လက်မှတ်ထိုးခိုင်းမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီကျွေးလို့ကြံရဲ့နံပါတ်ရေးခိုင်းမယ်အဲ့ဟာပြီးလို့ရှိရင်သူတို့ကတ်ထုတ်ပေးလိုက်တယ်ဆိုတော့အဲ့လောက်ပါပဲအမှန်တိုင်းပြောရရင်ဒီ credit card ကိုလေအဲ့လောက်ထိလွယ်နဲ့ရမယ်လို့မထင်ထားဘူးဘာလို့ဆိုတော့ကိုကနိုင်ငံခြားသားဖြစ်တယ်အကျွေးဝယ်ကတ်တွေဆိုတာလည်းဒီသူတို့ရဲ့သတ်မှတ်ထားတဲ့သုံးဆွဲလို့ရတဲ့အမောက်ပမာဏဆိုတာရှိတယ်ကွာဆိုတော့အခုဒီမှာ6ဖူးတဲ့အတွေ့အကြုံရဆိုရင်ဒီဘန်ပေါ့နော်ဒီမှာဒီဘန်ပေါ့အဲ့ဒီဘန်ကလေအရန်အဆင်ပြေတယ်ထိုင်ရှင်းဟိုအရင်တော့ကဒီဖတ်တိုင်းလောက်တော့ကလည်းကွာចောင်းတက်တော့ကဒီဖတ်တိုင်းလောက်တော့ကလည်းအရင်အလောက်ကဒီဘန်ရဲ့ဒီရိုးဗီဇာခန့်နေပဲဟိုပါလာစားပေးတာပေါ့နော်အဲ့တော့ကလည်းသူနိုင်ငံခြားသားចောင်းသားတွေဆိုတချို့ဘန်တွေကတိတ်မဖွင့်ပေးခြင်းမို့ကွာအကောင့်နေပါတယ်ဒီကအရန်စားပဲကောင်းတယ်ဒီထိုင်ရှင်းကိုသွားဖွင့်ကြပါပြီးရင်သူကလေဒီရိုးဗီဇာကတ်မှာဆိုရင်တော့လေဘန်အရှင်းရှင်းဆို transaction ရ free อ่ะလုံးဝ free ပဲပြီးလို့ရှိရင်ဒီမတူညီတဲ့ ATM မှာတွားပြီးတော့ကိုကပတ်စံထုံမယ်ရေးတကြီးနဲ့ဒီ3ချက်ချင်းကိုတွားထုံမယ်ဆိုရင်လည်း9ချိန်အထက်လားမသိဘူး free ရတယ်ဆိုတော့သူတို့သတ်မှတ်ထားတဲ့အမောင်းတော့ရှိရပါတော့ဆိုတော့အဲ့ဒီဘန်ကအရန်ကောင်းတယ်ဒီကောင်တာကဒီ service ပေးတဲ့ဝန်ထမ်းတွေဆိုလည်းအရန် for ရတဲ့စိတ်ရှိလက်ရှိအရန်ရှိတယ်ဆိုတော့ဒီဟာတွားပြီးတော့ဖွင့်ကြပါပြီးလို့ရှင်တောင်းတဲ့စာရွက်စာတမ်းကြီးဆိုလို့ရှိရင်လည်းလုံးဝလွယ်ကူဘက်ကွာအမចောင်းသားဖြစ်တဲ့ထောက်ခန်းစာပါညာဒါမျိုးတွေလောက်အခြေခံကြတဲ့ဟာလောက်တွေပဲသူတို့တောင်းထားရှိတယ်ပေါ့နော်အခြားဘန်တွေဆိုလို့ရစ်တာပါညာရှိရဝါမြန်မာမို့လို့ဘာမို့လို့ဒါမျိုးတွေရှိတယ်ဆိုတော့ဒီဘန်အရန်ကောင်းတယ်ဒီဘန်ကိုသွားတုံးကြည့်ကြပါဒီမှာ web visa နဲ့လုပ်နေတဲ့လူတွေအကယ်၍ကိုကဒီမှာ credit card ရှောက်လို့ရတာအောင်မသိသေးဘူးဆိုလို့ရှိရင်လည်းတွားပြီးတော့ try ကြည့်ကြပါဘာပဲဖြစ်ဖြစ်ကိုကဒီမှာဒီပစ္စည်းရာတွေဝယ်တဲ့ခါကြလို့ရှိရင်အကြီးအကျတို့ဘာလို့သုံးလို့ရမယ်ကွာဆိုတော့အရန်အဆင်ပြေတယ်အရန် convenient ဖြစ်တယ်အဲ့ဒါလေးကိုတွားပြီးတော့မှရှောက်ကြပါလို့လာပြောတာပါအရန်အဆင်ပြေပါတယ်ဆိုတော့တွားရှောက်ကြည့်ကြပါကျေးဇူးတင်ပါတယ်